iPhone 17 Pro Max ကအယောင်ကျွတ်လာဆိုပြီးမေဆုံးအခုထိလာမေးနေကြတော့ပေါ့နော်အဲ့တော့အဲ့ဒါလေးကိုဖြည့်ရင်းနဲ့မေဆုံးမှာရှိတဲ့ cover တွေကိုပြပေးပါမယ်ဒါလေးကမေဆုံး sponsor လည်းမဟုတ်ဘူးဘယ်သူမှလည်းဝယ်ပေးထားမှာမဟုတ်ဘူးပေါ့နော်ကိုယ့်ဘက်ကဝယ်ထားတဲ့ဟာတွေပါအဲ့တော့ဒါလေးပြရင်လည်းပြောပြပေးပါမယ်မေဆုံးဖုန်းဝယ်ရင် cover အတက်ဆုံးကဒီလိုအကြည့်ပေါ့နော်ဒါဖုန်းကြွားခြင်းလို့ဘာညာလည်းမဟုတ်ဘူးတခြား cover အထူးကြီးတဲ့ဆိုင်ဒီလိုပပလေးရဖုန်းကိုလေလက်ထဲမှာဘယ်လိုလဲကြစ်လေးနဲ့တကယ်ဖုန်းကိုကင်ရတဲ့ feeling လို့ခံစားရတယ်ကွာကိုက cover မပါဘဲနဲ့လည်းမကင်ချင်ဘူးဖုန်းကိုနှစ်မျိုးတာဖြစ်တဲ့အတွက်ဒီလို cover လေးတွေကအတက်ဆုံးပေါ့နော်အဲ့တော့ကျတော့ဘယ်ဖုန်းဝယ်ဖြစ်တဲ့ဒီ silicone cover အဖြူအောင်လေးပါဒီအဖြူအောင်လေးကိုအရန်ကြိုက်တယ်ဒီအဖြူဝယ်လို့တချို့ရပေးမယ်လို့ထင်တယ်ပေါ့နော်လုံးဝမပေးဘူးသူကပေးရွာနဲ့လက်လင်းနဲ့ပုတ်လိုက်တာနဲ့ပြောင်းနေပေါ့နော်အဲ့တော့အယောင်ကျွတ်လာလို့မေးတဲ့သူတွေအတွက်မေဆုံးကတော့ကန်ကောင်းလို့လားမသိဘူးအခုဆိုရင်ဖုန်းထွက်ထဲရဆိုရင်6လပိုင်း10လပိုင်း17 12 1 2 3 4 5 6 10လလောက်ရှိပြီပေါ့နော်10လလောက်ရှိတာကို6လပေါ့နော်6လလောက်ရှိတာကိုဆေးရောင်မေဆုံးဖုန်းကလုံးဝမကျွတ်ပါဘူးမေဆုံးဖုန်းကဆေးရောင်ကျွတ်တယ်မပါသေးပါဘူးသူများကြီးတော့ကျွတ်တယ်ပေါ့နော်မေဆုံးဝယ်တဲ့အလုံးလေးကတော့လုံးဝမကျွတ်ပါဘူးရှင်ဒါကျမကာဘာတွေမျိုးစုံအသေးလဲတယ်ပြီးတော့ဘယ်လိုပြောမလဲမင်းဆိုဒီမှာမှန်ကတ်တွေပါလေမကတ်ဘူးကွာဘာမှမကတ်ဘူးဘာစတီကားမှလည်းမကတ်ဘူးပေါ့နော်ဒီမှန်မကွဲလောက်ပဲကတ်တာပါနောက်တစ်ခုကကြာမင်းဆိုဒါလေးတွေပေါ့နော်ဒါလေးကတော့ဝယ်ထားတာကြာနေပြီသူကတက်လာရင်လှပါတယ်ကာဘာလေးစက်လေးနော်ဒီပဲအချက်သစ်အရန်ကြိုက်တဲ့သူဆိုလေလိမ်မော်နဲ့ချက်သစ်တွဲထားတာတော်တော်လေးလှပါတယ်ဒီမှာဒါမျိုးလေးပေါ့နော်ကြိုက်တယ်ဒါမျိုးလေးတွေကာဘာလေးဒီလိုကာဘာလေးပို့ကြိုက်တယ်ပြီးတော့ထူသွားတဲ့ဟာမျိုးမကြိုက်ဘူးဒီလိုပါတဲ့ဟာလေးပေါ့နော်ဒီကင်မရာဘောင်တွေပါအုပ်တဲ့ဒီမှာအမေးအောင်လေးရှိတယ်ဒီမှာအကြည့်အောင်လေးဒါလေးအသက်ကလေးအကြည့်အောင်မှဒီမေဆုံးဟိုမှန်နေပါလေမအုပ်ထားဖြစ်တဲ့အတွက်ဒီလိုလုံတဲ့ဟာတွေပို့ကြိုက်တယ်ပေါ့နော်လုံနေတာဒါလေးလေးလှလို့ဒီလားလုံလဲလှတော့ကိုဖုန်းရောင်ပြောင်းချင်အဆင်ပြေပါတယ်ဒါပေမဲ့သူ့ဟာလေးနည်းနည်းမာတယ်ဒီလားမာတာဖြစ်တဲ့အတွက်ဖုန်းကိုလေတက်မပြတော့တက်ပြီးချွတ်ရတော်တော်လေးခက်တယ်ဒီကာဗာတွေကလေဒီတိုင်းပြရင်မလှအောင်ဖုန်းလေးတက်ကြည့်လိုက်မှလှတာပေါ့နော်ကြည့်အဆောင်ကလိမ်မောင်ဝယ်တော့ကာဗာရှားမယ်ထင်တာဒါပေမဲ့လေအဖြူအောင်လို့ပါလို့ဆိုရင်ဒီလိုကာဗာနဲ့ဆိုမပေါ်ဘူးပေါ့နော်ဒီမှာလိမ်မောင်လေးကြတော့ဒီမှာအဖြူလေးနဲ့မင်းနဲ့ပေါ်ဒါလေး9000ခွဲတောင်ဒါပေးရတယ်မမဲဘူးဆိုလို့ဝယ်လိုက်ပြီးတော့တပတ်အတွင်းမှာရင်ဒီလိုလေးမဲသွားလို့ကျွန်မချွတ်လိုက်တာပါဒါလေးကဟိုအဖြူကာဗာလေးဝယ်လို့မရခင်ကတုံးထားတဲ့ဟာလေးပေါ့နော်ဒီမှာညစ်တောင်ပေးနေပြီသူကအဖြူမဟုတ်ဘူးအသားရောင်လေးဒီမှာကျိုးလေးနဲ့တော့နောက်တစ်ခုကလည်းအကြည်ကာပါပါပဲအမအပူလေးဆောင်းထားတာအကြည်အောင်အစ်စ်တွေဖုန်းကာပါတွေလုံးဝအစ်စ်တွေဒါတွေသုံးတော့မသုံးရသေးဘူးဆိုဒါလေးနဲ့စင်တူပဲထားပါဘောနော်ဒီမှာတက်ပြမယ်ခရမ်းရောင်လေးဆိုပြီးမှဖုန်းလေးလိမ်မောင်လေးနဲ့လိုက်တယ်ဒီလားချစ်စရာလေးဒါပေမဲ့သူ့ဟာလေးရလေးနည်းနည်းလှသလောက်နည်းနည်းလေးလေးလို့မျိုးဆိုတိတ်မတက်ဖြစ်တာပေါ့နော်ဒီမှာဒီချစ်စရာလေးထိတ်မှလည်း Hello Kitty ဖဲပြားလေးနဲ့နောက်တစ်ခုပါရိုးလေးပဲမေဆုံးအကြည်လေးတွေကြိုက်တာဖြစ်တဲ့အတွက်အကြည်မှာမှစိန်လေးတွေနဲ့ပေါ့နော်ဂလစ်တာလေးတွေနဲ့နောက်တစ်ခုကလည်းအကြည်ပဲမေဆုံးအကြည်ကိုဘယ်နှခုတောင်ဝယ်ထားမှမသိဘူးနောက်တစ်ခုကဒီကာဘာလေးဒါလည်းပထမဆုံးဝယ်တဲ့ကာဘာလေးပါမေဆုံးလုံးဝအာမိုက်ပြီပေါ့ကိုင်းလိုက်တာလည်းခေါ်ရဲ့ဟာကြီးပေါ့အာမွေတွေနဲ့မွေရုပ်ကြီးတွေနဲ့ဒါကြီးတွေပါညာအဲ့လိုထည့်လို့ရောက်လာတော့မှ print ထုတ်ထားတဲ့ဟာကြီးပါဒီနောက်တစ်ခုကတော့မေဆုံးနာမည်ထွန်းထားတာပါဒီမှာမေဆုံးမြင်ရလားမသိဘူး Clara May CLARA Clara May ဆိုပြီးထိုးထားတာပန်းရောင်လေးပေါ့နော်ဒါလေးလည်းတက်လို့ကောင်းပါတယ်သူအထက်ကတော့ကော်သားအပြင်ကတော့လေသာသားလိုမျိုးပုံစံမျိုးလေးအဲ့တော့မေဆုံးခဏချက်ပေါက်မှာအခုထိကိုလာမေးသေးရပေါ့နော်အမရဲ့အခုကဖုန်းကအယောင်ကျွတ်ပြီလားဆိုပြီးတော့မေဆုံးဖုန်းကတော့ကန်ကောင်းစွာနဲ့အယောင်လုံးဝမကျွတ်သေးပါဘူးမေဆုံးကဘာလို့ကာပါတွေအများကြီးဝယ်ရတာကြိုက်လဲဆိုရင်မေဆုံးဖုန်းခဏလဲချင်တဲ့စိတ်ရှိရကွာဖုန်းလက်ထဲမှာ4-5လောက်ရှာရင်လေကိုဖုန်းကြီးအဟောင်းကြီးလိုခံစားလာရပြီဖုန်းတစ်လို့ချင်တာပေါ့နော်အဲ့လိုဖြစ်တော့ကာပါလေးတွေပြောင်းတက်လိုက်တဲ့အခါမှာကိုဖုန်းလေးအသက်ကလေးလိုပြန်ပြီးတော့ခံစားသွားရတာဖြစ်တဲ့အတွက်အဲ့လိုကာပါတွေများသွားတာပါဒီတစ်ခါ18ကျရင်လဲဖြစ်မလားတော့မသိဘူးမလဲဖြစ်ဖို့ကတော့များပါတယ်ဘိုင်ပြတ်နေရဆိုတော့လေအဲ့တော့အဲ့ဒါလေးလည်းပြောပြပါ拜拜。